လူအများစုကမနက်ခင်အိပ်ယာနှောရင်မထတွေပဲဖုန်းကိုအရင်ဖွင့်ပြီးမန်ဆွေးစစ်တယ်တချို့က social media သုံးတယ်အလုံးနဲ့ပတ်သက်တဲ့မေးတွေကိုဆက်လက်ရှိတတ်ပါတယ်ဒီလိုအချိန်မှာမဟာနဲ့ Wi-Fi ကမပါမဖြစ်ပေါ့ရုံးမှာလည်းအလုပ်တွေမြန်မြန်ဆန်ဆန်လုပ်နိုင်မို့မဟာနဲ့ Wi-Fi ကမပါမဖြစ်ပါပဲအားလုံးကအိပ်ယာဝင်ကနေတိုင်းတနေ့တာပင်ပန်းလာသမျှကိုဖြည့်ဖြောက်ဖို့ social media ကိုသုံးလို့ရှိပါတယ်တချို့စက်ကကြည့်တာကြိုက်တဲ့သူတွေကလည်းကြိုက်နေတဲ့ရာမူဗီကိုကြည့်ကြပါတယ်အခုလိုမနေ့အိပ်ယာထားတဲ့အချိန်ကစပြီးညအိပ်ယာဝင်တဲ့အချိန်ထိတနေ့တာလုံးအတွက်မဟာနဲ့ Wi-Fi ကအရေးပါတဲ့အခန်းကဏ္ဍမှာပါဝင်နေပါတယ်နေပူပူမှာအလုပ်လုပ်ရင်နေ့လည်နေရင်အနားယူချိန်မှာလဲဖုန်းလေးကြည့်ရင်အနားယူတတ်ကြပါတယ်အခုလိုမျိုးအနားယူတဲ့အချိန်မှာစိတ်အနှောက်အယှက်ကင်းကင်းနဲ့အနားယူနိုင်ဖို့ Wi-Fi လိုင်းကောင်းကောင်းရှိဖို့ကလည်းအဓိကပါပဲရုံးပိတ်ရန်ကျောင်းပိတ်ရန်မိသားစုရဲ့အတူရှိချိန်မှာလည်းကိုဝါသနာပါရစိတ်ဝင်စားတဲ့အရာတွေကိုလုပ်ရင်အချိန်ကုန်ဆုံးတတ်ကြပါတယ်မာနဲ့လက်သာဆိုပျော်ရွှင်စရာကောင်းပြီးတန်ဖိုးရှိတဲ့မှတ်တရတွေဖန်တီးနိုင်မှာပဲဖြစ်ပါတယ်ရုံးသမားကျောင်းသမားတွေအတွက်လည်းလိုင်းကောင်းကောင်းနဲ့ပညာတွေလေ့လာတင်ယူနိုင်တာလွယ်ကူလင်မြန်နဲ့ online meeting တွေအချိန်တိုအတွင်းလှုပ်ဆောင်နိုင်တာကလည်းမဟာနဲ့ Wi-Fi ရဲ့အရေးပါပုံတွေကတစ်ခုပါပဲမဟာနဲ့တာဆိုလိုင်းလွင့်ပြီး online shop လုပ်တဲ့သူတွေအတွက်လည်း line ထင်မနေပဲလွယ်လွယ်ကူကူနဲ့မြန်မြန်ဆက်ဆက်ချိတ်ဆက်နိုင်မှာအသေးကြပါပဲအဝေးရောက်နေတဲ့ချစ်သူတွေအတွက်လည်းအချိန်တိုင်းအဆက်အသွယ်မပြတ်ရှိနေစေဖို့ Wi-Fi ကအရေးကြီးဆုံးပါပဲလူကြီးမင်းတို့ရဲ့မနေ့မိုးလင်းတဲ့အချိန်ကစလို့တနေ့တာလုံးလှုပ်ရှားရုန်းကန်ရတဲ့အချိန်တွေအပါဝင်တနေ့တာရဲ့အဆုံးသက်ညအိပ်ယာဝင်တဲ့အချိန်ထိမဟာနဲ့ကတရောင်းတနေရာကနေအမြဲပါဝင်အဖြစ်နေမှာပဲဖြစ်ပါတယ်မဟာနဲ့ Wi-Fi ကလူကြီးလူငယ်တွေအတွက်အချိန်မီနေရာမီအရှိမဖြစ်အရေးပါတဲ့အခန်းကဏ္ဍနဲ့ပါဝင်နေတာဖြစ်တဲ့အတွက်မဟာနဲ့ကလည်းလူကြီးမင်းတို့အတွက်ပုံမကောင်းမွန်တဲ့ဝန်ဆောင်မှုတွေကိုပေးနိုင်မှုအမြဲကျိုးစားလျက်ရှိပါတယ်